တန်ဂျီရိုဟာကျောင်းမဖွဲကောင်းတဲ့လက်မောင်းမိတ်ဆာကြီးကိုအောင်မြင်စွာနှိမ်နင်းပြီးရဲ့နောက်မှာတော့ကြံရှိနေတဲ့စမ်းသက်ပွဲရက်တွေကိုလည်းစူးစမ်းကြော်ဖြတ်ခဲ့ရပါရဲ့ရှင်။စမ်းသက်ပွဲပြီးဆုံးတဲ့အချိန်မှာတော့အစကလူများကြီးတဲ့ကနေတန်ဂျီရိုအပါဝင်လူငယ်လေး၄ယောက်ပဲအသက်ရှင်လျက်အောင်မြင်စွာကြံရည်ခဲ့ပါတော့ရဲ့ရှင်။အဲဒီနောက်အမွှာညီမ2ယောက်ကအောင်မြင်ခဲ့တဲ့လူငယ်တွေကိုမိစ္ဆာနှိမ်နင်းရဲ့အဖွဲ့ရဲ့အစစ်သက်မှတ်ချက်တွေနဲ့မိစ္ဆာတွေကိုတတ်နိုင်တဲ့ကိုပိုင်နီချင်းရင်ဓာတ်လုပ်ဖို့အတွက်ဓာတ်လုပ်ရမယ့်တမလီကြောက်တုံးတွေကိုလည်းကိုရရွေးချယ်ခင်ပေးခဲ့ပါရဲ့ရှင်။တန်ဂျီရိုဟာသူ့ရဲ့ထက်မြက်တဲ့အနက်ခံအာရုံကိုသုံးပြီးကြောက်တုံးတုံးကိုတေချာရွေးချယ်ခဲ့ပါရဲ့ရှင်။စမ်းသက်ပွဲပြီးရဲ့အခါမှာတော့တန်ဂျီရိုတယောက်ဒဏ်ရာတွေနဲ့ဆရာကြီးဥရိုကိုတာကီရဲ့အိမ်ကိုအသေးအတန်ပြန်လာခဲ့ပါရဲ့ရှင်။အိမ်နားကိုရောက်တဲ့အခါမှာတော့နှစ်ခွဲနီးပါအိပ်ပျော်နေခဲ့တဲ့ညီမလေးနေစုကိုဟာအံ့ဩစရာကောင်းလောက်အောင်နိုးထလာခဲ့ပြီးအကူဖြစ်သူတန်ဂျီရိုကိုပြေးဖက်ခဲ့ပါတယ်။ဆရာကြီးဥရိုကိုတာကီလည်းတန်ဂျီရိုအသက်ရှင်လျက်ပြန်လာတာကိုမြင်ပြီးဝမ်းသာမျက်ရည်ကျကမောင်နှမ2ယောက်လုံးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတော့တယ်ရှင်။ရက်အနေငယ်ကြားတဲ့နောက်မှာတော့တန်ဂျီရိုရွေးချယ်ခဲ့တဲ့တထုတုံးနဲ့ဓာတ်အသစ်ကိုသွန်းလုပ်ပေးခဲ့တဲ့ဟာကန်နဲ့စုကန်ဆန်ဟာအိတ်ကိုရောက်ရှိလို့လာခဲ့ပါရဲ့ရှင်။တန်ဂျီရိုဟာသူ့ရဲ့နေချီရင်ဓာတ်ကိုအိတ်ထဲကနေပထမဆုံးချိန်ဆွဲထုတ်လိုက်တဲ့အချိန်မှာပဲဓာတ်သွားရဲ့အယောင်ဟာထူးဆန်းပြီးရှားပါလာရဲ့နက်မောင်နဲ့အနှံ့ရောင်အဖြစ်ကိုပြောင်းလဲလွတ်သွားခဲ့ပါရဲ့ရှင်။နောက်ဆုံးမှာတော့တန်ဂျီရိုရဲ့ကြီးကန်းလေးကရုတ်တရက်ပြန်တန်းလာပြီးမြို့တစ်မြို့မှာလူငယ်မင်းကလေးတွေတယောက်ပြီးတယောက်ပျောက်ဆုံးနေတဲ့အကြောင်းနဲ့မိစ္ဆာအန်နီယကိုတွားရောက်နှိမ်နင်းဖို့အတွက်တန်ဂျီရိုရဲ့ပထမဆုံးတာဝန်အဖြစ်အကြောင်းကြားပေးလိုက်ပါတော့တယ်ရှင်။ဒီလိုနဲ့ပဲအပိုင်း9လေးဟာလည်းပြီးဆုံးသွားခဲ့ပြီးအပိုင်း6လေးကိုလည်းဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါအောင်နော်။